Hi မင်္ဂလာပါဒီနေ့မှာကျမမူအီလေးနဲ့တဘာဝအစားအစာတွေကိုစားပြမှာဖြစ်ပါတယ်ဒါတော့ကြောက်ဖြုံတီးနဲ့စက်သားနဲ့ချက်တယ်ဒါတော့ဟင်းနုနယ်ဒါတော့ပူစီနံဒါကျတော့မစလီဖူတုတ်ဒါကျတော့အခါတီးပေါ့နော်ဒါကျတော့ဖတ်ကျော်ရှမ်းပြည်နယ်ပေါ့ရှမ်းစတိုင်ပေါ့နော်ဖတ်ကျော်ဟာဖြစ်ပါတယ်ဒါတော့ကချင်ပြည်နယ်ညုတ်တီထောင်းဖြစ်ပါတယ်ဒါတော့မုံလာဦးနီဒါတော့ခန်းချင်တီဒါကျတော့ကျွတ်တနီဒါကျတော့တံပြာတီပေါ့နော်မင်းကလေးတွေဝိတ်ချချင်တဲ့လူတွေတက်ပေါ့နော်တံပြာတီနည်းနည်းစားပြအောင်ပေါ့နော်ဒါတော့တောတခွာတီဖြစ်ပါတယ်ကဲကျမစုရင်တောင်းမယ်ပေါ့နော်ဒီနေ့မူလဲအုံနဲ့ဒီနေ့ Sunday Happy Sunday ပါရှင်ပြန်ထားဖျားရှင်ပြန်ထားမယ့်ရနေ့ဖြစ်ပါတယ်အခုကျမစားပြမှာပေါ့နော်မစားခင်မှာကြီးစော်ရင်ချီမွားမှာဖြစ်ပါတယ်ပါပြခင်နေရစင်တိုင်းကရောအစားအစာကိုချင်းမွေတက်သူကြီးစတော်ချင်းမွားပါတယ်ဒီစားဆိုင်ချင်းမှာလဲခမလိုအပ်တော့အာဟာရကျမချင်းဖြစ်စေပါမိကြောင်းတပါးခင်ရှုခွတိုင်နာမောက်ပဲအမိပြုမှာကျေးဇူးတော်ချင်းမွားမိမှာစားသုံးပါဖပြခင်အာမင်ကိုကျမစားကြမှာဖြစ်ပါတယ်စားရအောင်စားခဲလို့ရနော်စားချင်တဲ့လူဟုတ်လားဒါတဘာဝထက်တဲ့အစားအစာပြန်နော်ဒီခေတ်မှာကျမတို့ကတဘာဝအစားအစာပေါ့နော်ပုံမှန် organic အစားအစာပေါ့နော်ကျွန်တော်တို့စားပေးရမယ် ready made တွေတိတ်မစားရဘူးပေါ့နော်စားရင်လည်းကျမတို့ဒီကျွတ်တွန်ဖြူပေါ့နော်ကျွန်တော် ready made ခောက်ဆွဲတဲ့ပြန်စားမယ်ကျွန်တော်ကျွတ်တွန်ဖြူပေါ့နော်ကျွန်တော်စားပေးရမယ်ပေါ့နော်ကျွတ်တွန်ဖြူတွေနည်းနည်းပါပေါ့နော်ဒီခောက်ဆွဲ ready made ခောက်စားရင်ကျွန်တော်ကျွတ်တွန်ဖြူထည့်စားပေးရပေါ့နော်ကျွတ်တွန်ဖြူကဒီမျက်နှာမှာရှိတဲ့ဝက်ချန်တွေပဲပေါ့နော်သူကရော့နေစေပေါ့နော်ဒါပူစီနံကျမတို့ပူစီနံကအရန်ကောင်းတယ်နော်ဒါညအိတ်မပြောလူတွေဒီပူစီနံစားပေးမယ်ဆိုရင်ညအိတ်ပြောတယ်ပေါ့နော်ဒါဖျားပေးထားတဘာဝအစားအစာတွေပေါ့နော်တဘာဝအစားအစာတွေဖျားဖန်ဆင်းထားပြည့်အစားအစာတွေဟာပါဒါတော့မုံလာဥနေကျမတို့အရန်ကောင်းတယ်နော်ဒါမုံလာဥနေကတဘာဝမုံလာဥနေအရန်ကောင်းရ한거 팥죠 뭔진서 까우나 nó shukin nó tìm lao nó 이제 이거 shukin 라는 데 아마 저러 뼈 맛있다 이거 이거ဒါတော့ကျမတို့ကြောက်ဖြုံတင်းနဲ့ချက်သားနဲ့ချက်တာပေါ့နော်အရင်ကောင်းပါတယ်ခုမိုးရေးချိန်မှာကြောက်ထုံဖြူလေးနဲ့ချက်သားရန်ကောင်းပါရဲ့အားဆက်ပါဖိတ်ခေါ်ပါရဲ့ဒါတော့ခင်းချင်ဒီပြပါရဲ့အသားရည်လာရှင်တဲ့လူတွေပေါ့နော်ဒါမင်းကလေးတွေအတွက်အသားရည်ကိုတဘာဝနီးနဲ့နော်ထိန်းချင်တဲ့မင်းလေးတွေအတွက်ဒီခင်းချင်ဒီရောလူများစားပေးရပါနော်ခင်းချင်ဒီကိုအနည်းဆုံးတစ်လုံးကတော့သေးကိုစားပေးရတော့ဆိုတော့မင်းကြီးတက်တာတန်တက်လဲကျွေဝပါနော်ခင်းချင်ဒီကသူရလဲကောင်းစီရပါနော်ခင်းချင်ဒီလဲတဘာဝနဲ့
မင်းလေးတွေတူရကောင်းစိတ်ချင်းဆိုရင်တဘာဝဖျားဖန်ဆန်းတာတွေတဘာဝခင်းချင်းသူစားပေးရမယ်ဒါတော့တောင်ရသခွားတီးပေါ့နော်တောင်ရသခွားတဲ့တော့တော့ကြီးတယ်ဟောသခွားတီးကတော့သူကဆောက်ကောင်းတယ်တော့တီးပေးမယ်ဆိုလဲသူကအရင်တက်ပြေးသွားပါနော်ဒီတက်ပြေးသွားတယ်ဒီမင်းကလေးပေါ့နော်အသားအရည်တွေတင်းတင်းရှင်တဲ့လူတွေတော့ပါနော်မိတဲ့သခွားတီးကိုပဲများစားပေးလို့ရပါတယ်လို့အရင်ကောင်းတယ် so good so good ဒါတော့အခါဒီအခါဒီကစီးချိုပေါ့နော်စီးချိုသမားတွေပေါ့နော်တွေးမှာအစီတက်အချိုတက်များတဲ့လူတွေဒီအခါဒီလေနော်ဒီမှာပြရတယ်ဒီမှာဒီအခါဒီပေါ့နော်ဒါလူကြီးရောပုံမှန်တိမနေတယ်ဒါပေမဲ့လူငယ်လည်းအခုလူငယ်ချင်းကနေကျွန်မအခုစိုက်ဖို့လိုအပ်တယ်ဒီမှာအခါဒီပေါ့နော်ဒီအခါဒီနော်သူကပါဇက်တဲ့စားရတဲ့အရသာခါရတာရင်ခံစားရပြီးရတယ်သူကချိုဝါတော့ပတ်စံမှာချိုစိမ့်စိမ့်ကြီးတောက်လိုက်ဖို့ချိုရနော်အမျိုးရတာခံစားရဖြစ်ပါတယ်ဒါတော့ဟင်းနုနယ်ကတော့တန်တက်ပေါ့နော်တန်တက်သူကဗီတာမင်ပါလဲမသိဘူးတော့သူပါတော့ပါတယ်လို့ဒီမှာလည်းတိကျတော့မသိဘူးဒါပေမဲ့တန်တက်ကျွေဝါပါတယ်သူကတော့ဟာဟင်းနုနယ်ချက်ပြီးရပြန်နှွေးစားပြီးလို့မရအောင်နော်ဟင်းနုနယ်ကအစိတ်တက်နေတန်တက်တော့ကျွေဝါပြီမှာသူအစိတ်တက်တယ်နော်ကျမတို့လက်နဲ့ပဲအားရပါရစားပါတယ်လက်ကတော့တေချာစေးပါတယ်ဆက်ပြနဲ့ဒါတော့တံပြာသီးပေါ့နော်တံပြာသီးဘာလို့စားလဲဆိုတော့ကျမတို့မင်းကလေးတွေကအစားရမ်းစားလိုက်တော့ဘိုက်ခောက်တွေရှိရောပါတံပြာသီးစားခြင်းအပြင်ဒီဘိုက်ခောက်ကစီတက်တွေလောင်ကျွမ်းစေပေါ့နော်အချင်းတက်ထိန်းပေးပေါ့ခဏကမှရှိရဲ့အချိုတက်တွေဝါစေမယ့်အရာတွေပေါ့နော်ရန်ကောင်းလားဘိုက်ကကျမတို့ဒါတော့အိမ်ချက်သုံးထားပါကျမတို့ CP ချက်စားပါတော့ကျမတို့ဒီအိမ်ချက်ကိုစားခြင်းအပြင်ကျမတို့ဘုံမကျမအခါမှရှိရတဲ့ကျမချွန်ဘုံမအထောက်ကိုပြုစေပါနော် CP ချက်လည်းကောင်းပါတယ်ဒါပေမဲ့လည်းအိမ်ချက်တော့ပိုကောင်းတာပါနော်ဒါကျွတ်တွန်နေလည်းကောင်းတယ်ကျွတ်တွန်နေရတော့ဟဲ့မင်းကြီးလည်းသိစားလို့မရဘူးဘာလို့ဆိုတော့မင်းကြီးတက်နဲ့တိတ်မတော့ယောက်ျားလေးပို့စားပေးတင်တယ်လို့ကျွတ်တွန်နေရကျမတို့မုံလာဦးနေတော့ရမ်းချိုက်ပါတယ်အစင်းကြိုက်စားပါနော်ဒီပါလာမှာယူဒီမိတ်ပေါ့နော်အစားအစာတွေတက်ပေါ့နော်တဘာဝဖျားပါစင်ထားတဲ့တဘာဝအစားအစာတွေကျွန်တော်တို့ပုံမှစားပေးတင်တယ်ပေါ့နော်အခုကာလကတရက်ပြီးတရက်ယောဂါတွေကပုံမှများလာတယ်ပေါ့နော်ယောဂါတွေကပုံမှများလာပြီးချင်းပေါ့နော်အမြဲဒီပေါ့နော်ကျွန်တော်ဖျားပါစင်ထားတဲ့လူလုတ်ဒီယူဒီမိတ်တွေဆက်ဆိုင်တယ်တဘာဝဖျားပါစင်ထားတဲ့ဒီမျိုးမုံလာဦးနေဘောနော်အဖားကြီးလက်စတယ်ဘောနော်ဘမစားပေးတင်နေဘောနော်သူကမစိတ်ပြီးနားရလဲဟုတ်ပါဟုတ်ကဲ့မသားရဒီနော်အိမ်မှာရောဘာလို့အစားအစာတွေချက်စားဖို့နော်အချိန်ကြီးကိုကျွန်တော်လက်မှာမပေးရှင်ကြတော့ဘောနော်အချိန်မပေးရှင်ကြတော့ဒီမျိုးလွယ်လေးရတဲ့ခောက်ဆွဲပြုတ်တုတ်စားလိုက်မယ်လွယ်ရတယ်ပေါ့နော်အခုဖြောတောက်လိုက်တာမျိုးပေါ့နော်အဓိကမနက်စာပေါ့နော်မနက်စာအာဟာရပြည့်ဝဖို့ရည်ကြီးတယ်
ဒီတဘာဝအစားအစာတွေပေါ့နော်ကျမတို့ကဒီမှာ